ဟိုရှေရှေတော့ငါနွားစီတဲ့သားဖခရီးထွက်တဲ့အခါအတူတူနွားစီလို့သွားအားလုံးဝိုင်းတာကြနွားကြီးတော့တနာပါလက်တော်ချင်းချင်းမငင်းစေနဲ့ကွာဒီလိုဆုံးတာတာလမ်းလျှောက်လို့ဆက်သွားနွားကြီးကိုတော့အဖေစီထဲမှာဒါကိုတော့ရှော်မသိအပြောကတော့မလို့သေးကလေးလေးကိုမှနေဆက်တဲ့ကွာကြားရတဲ့စကားတကားနားကြပြင်ကလာလမ်းစင်လျှောက်ကအတူတူနွားဆွဲလို့သွားအကြတကြားထပ်ပြောကြတုံးလိုက်တဲ့သားအဖာနွားရှိရဲ့သားနဲ့မစီဘူးတဲ့ကွာဒီလိုဆိုငါသားနွားစီပြီးဆက်သွားနောက်ကနေပဲအဖေလိုက်ခဲ့ပါဒါကိုတော့ရှော်မသိအပြောကတော့မလို့သေးမင်းရဲ့ဖေးကြီးကိုပေးမစီဘူးလားစကားမှာနွားကြကတင်လာကားများကြတာကွာလူတွေယူများနေတာဘလောက်ဖြစ်တဲ့သားအဖရှင်းမရတဲ့ဒုက္ခဒီနှစ်ယောက်လုံးပဲငါစီးသွားတယ်ကွာလ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 ာ